ကျွန်တော်တို့လက်ရှိကွန်ပျူတာတွေကဘာကြောင့်အဆုံးသတ်နေပါကိုရောက်နေပြီလဲ Quantum Tunneling ကိုခေါ်တဲ့အရာတွေကဘယ်လိုအခက်အခဲတွေပဲလဲ Qubit နဲ့ Entanglement ကိုထူးဆန်းတဲ့သဘောတရားတွေသုံးတယ် Quantum ကွန်ပျူတာတွေရဲ့စွမ်းအားနဲ့သူတို့ရဲ့အနာဂတ်အသုံးဝင်ပုံတွေကိုလေ့လာကြည့်အောင်။စုနှစ်ပေါင်းများစွာအတွင်းမှာလူသားတို့ရဲ့နည်းပညာတိုးတက်မှုတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတော့မြန်ဆန်ခဲ့ပါတယ်။1960ပြည့်နှစ်တွေကလေးကကျွန်တော်တို့ရဲ့စက်အုံနှောက်တွေလို့ခေါ်တဲ့ကွန်ပျူတာရဲ့စွမ်းအားဟာအစာပေါင်းများစွာတိုးတက်လာခဲ့ပြီးတော့ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ရောက်လူနီးပါးဖြစ်နေတဲ့မမြင်ရတဲ့နေရာတစ်ခုကိုဖြိုခွဲဖို့ဒီဇိုင်းထုတ်ထားတဲ့တော်လန်ရေးသမားစက်အတွေ့တွေဖြစ်တဲ့ Quantum ကွန်ပျူတာတွေအကြောင်းကိုလေ့လာကြည့်အောင်ဒီတော်လန်ရေးကိုနားလည်ဖို့အတွက်ပထမဆုံးကွန်ပျူတာရဲ့အခြေခံကိုပြန်ကြည့်ရပါမယ် Smartphone တိုင်းကွန်ပျူတာတိုင်းဟာရိုးရာယူဘဗီယာအဆင့်လိုက်ပုံသေးကြတဲ့ရုပ်တိဗီယာအပေါ်မှာတည်ဆောက်ပြီးတော့လည်ပတ်နေတာပါသူတို့ကို transistor လို့ခေါ်တဲ့ရိုးရှင်းတဲ့အစိတ်ပိုင်းတစ်ခုနဲ့တည်ဆောက်ထားပါတယ်။အဲ့ transistor တွေကိုနားလည်အောင်ပြောရင်အလွန်သေးငယ်တဲ့လျှက်စစ်စက်ကလုတ်တစ်ခုလို့သဘောထားနိုင်ပါတယ်။ဒီကလုတ်တွေဟာ bit လို့ခေါ်တဲ့အချက်လက်တွေကိုသုံးပြီးတော့စီမံဆောင်ရွက်ပါတယ်။ bit တစ်ခုဟာ0ဒါမှမဟုတ်1လို့သတ်မှတ်ထားပါတယ်။ဒီ bit နဲ့ transistor တွေကိုပေါင်းစပ်ပြီးမှနက္ခတဗီယာကနေ gain ကစားတာအထိအလွန်ရှုပ်ထွေးတဲ့အလုပ်တွေကိုကွန်ပျူတာကနေပြီးတော့လှုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ engineer တွေကဒီ set အစိတ်ပိုင်းတွေကိုအတန်တွေရဲ့အရွယ်အစားအထိကိုတေးတော့အောင်ချွန်းလိုက်တဲ့အခါမှာ Quantum ရဲ့ထူးဆန်းတဲ့စီမင်းစည်းကမ်းတွေကလွှမ်းမိုးလာပါတယ်။လျှက်စစ်တဲ့ဆောင်တဲ့ electron ဟာ Quantum Tunneling လို့ခေါ်တဲ့လုပ်ငန်းစဉ်ကြောင့်ပိတ်ဆို့စားတဲ့လမ်းကြောင်းတွေကိုရိုးရိုးလေးရှောင်ကွင်းပြီးတော့ဖြတ်သွားနိုင်ပါတယ်။အချင်းချုပ်ပြောရရင်ကျွန်တော်တို့ရဲ့ရိုးရာခံမှန်းလို့ရတဲ့ကွန်ပျူတာတွေဟာမှန်ကန်စွာအလုပ်ကိုစမ်းမလုပ်နိုင်တော့ပါဘူး။ဒါနည်းပညာတိုးတက်မှုရဲ့တကယ်ရုပ်ပိုင်းဆိုင်ရာတားဆီးနဲ့တွေ့ဆုံလိုက်တာပါပဲ။ဒီနေရာတွေကိုကြော်ထားဖို့အတွက်သိပ္ပံပညာရှင်တွေကတဘာဝကိုပုံတူရေးဆွဲရုံနဲ့မကပဲတဘာဝရဲ့ quantum စီးမင်းတွေကိုလိုက်နာနိုင်တဲ့ကွန်ပျူတာတစ်ခုကိုလိုအပ်တယ်ဆိုတာကိုသိရှိလာခဲ့ကြပါတယ်။သူတို့က quantum ကွန်ပျူတာတွေကိုတိစောက်ခြင်းအပြင်ဒီထူးခြားတဲ့ quantum ဂုဏ်ဓာတ်တွေကိုအသုံးချခဲ့ပါတယ်။အဓိကအခေါ်ချချက်ကတော့အချက်လက်တွေရဲ့ unit မှာရှိပါတယ်။အမြဲတမ်း0ဒါမှမဟုတ်1သာရရှိတဲ့ classical bit တွေအစားQuantum ကွန်ပျူတာတွေဟာ Qubit လို့ခေါ်တဲ့ Quantum bit ကိုအသုံးပြုပါတယ်။ Qubit ရဲ့စွမ်းအားဟာထူးဆန်းတဲ့ Quantum ဖြစ်စဉ်နှစ်ခုကနေလာတာပါ။ပထမတစ်ခုက superposition အထက်ထပ်တည်ရှိခြင်း Qubit တစ်ခုဟာ0ဒါမှမဟုတ်1ဖြစ်စရာမလိုပဲတစ်ချိန်တည်းမှာအခြေအနေနှစ်ခုလုံးရဲ့အခြေအနေဖြစ်တည်ရှိနိုင်ပါတယ်။ရိုးရှင်းချင်းဥပမာပေးရရင်လယ်နေရဲ့အကျွေးစီလိုပါပဲ။ရိုးရာ classical ကျွေးစီကခေါင်းဒါမှမဟုတ်ရင်ပန်းဖြစ်နိုင်ပေမဲ့ခင်ဗျားတို့က Quantum coin ကိုလှည့်လိုက်တဲ့အခါမှာခမားတို့မြဲခင်အခြေအနေထိကိုဒီကောင်ခေါင်းပန်းကိုဖြစ်နိုင်တဲ့အခြေအနေတစ်ခုမှရှိနေပါတယ်ခမားတို့က Qubit ကိုတိုင်းတာလိုက်တဲ့အခါကျမှပဲဒီကောင်ကတိကျတဲ့အခြေအနေတစ်ခုဖြစ်ကိုပြိုကျသွားတာပါဒီစွမ်းရည်ဟာအရာအလုံးကိုပြောင်းလဲစေပါတယ်အခုလက်ရှိကွန်ပျူတာတွေမှာသုံးနေတဲ့ classical bit ၄ခုဟာဖြစ်နိုင်ခြေ16မျိုးတွေကတစ်ခုတည်းကိုပဲတစ်ချိန်မှာကင်တွယ်နိုင်ပါတယ်ဒါပေမဲ့ superposition မှာရှိနေတဲ့ Qubit ၄ခုဟာဖြစ်နိုင်ခြေ16မျိုးလုံးကိုတစ်ချိန်တည်းမှာပဲရှိနေနိုင်ပါတယ်စွမ်းအားကအဆမတန်တိုးပွားသွားပါတယ်။ Qubit အခု20ဟာတပြိုင်တည်းမှာတော့တန်ဖိုးပေါင်း1တန်းကိုတိုးလောင်းနိုင်ပါပြီ။ဒါဟာ Quantum ကွန်ပျူတာကိုဖြန့်နိုင်ခြေရှိတဲ့ဖြည့်ရှင်းချက် area အကျယ်ကြီးတစ်ခုကိုတပြိုင်နက်တည်းစူးစမ်းစေနိုင်ပါတယ်။ဒါကို Albert Einstein က Spooky action at a distance အကွာဝေးတစ်ခုကနေထူးခြားတဲ့လှုပ်ရှားမှုလို့နာမည်ပေးခဲ့ပါတယ်။ Entangled Qubit တွေဟာတဘာဝအရချိတ်ဆက်နေပါတယ်။ Qubit တစ်ခုရဲ့အခြေအနေကိုတိုင်းတာလိုက်တာနဲ့အဲဒီ Qubit နဲ့တွဲဖက်ထားတဲ့ Qubit ရဲ့အခြေအနေကိုဘလောက်ဝေးမှာပဲရှိပါစေချက်ချင်းသိရှိနိုင်ပါတယ်ဒီရေးကြည့်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကရှုပ်ထွေးတဲ့ multi qubit တွက်ချက်မှုတွေကိုလှုပ်ဆောင်နိုင်ပါတယ်ဒါကြောင့် quantum computer တစ်လုံးက qubit တွေကိုစီစဉ်ချထားပြီးဒီဖြစ်နိုင်ခြေများကိုကင်တွယ်ဖို့ quantum gates တွေကိုအသုံးပြုပါနောက်ဆုံးမှာရလဒ်တွေကိုတိုင်းတာလိုက်ပြီး superposition တွေကို0နဲ့1ဖြင့်ပြောင်းလဲလိုက်ပါတယ်သူတို့ကဖြစ်နိုင်ခြေရှိတဲ့တွက်ချက်မှုအားလုံးကိုတစ်ချိန်တည်းမှာလှုပ်ဆောင်နေတာပါနောက်တစ်ခုပြောစရာရှိတာဒီ quantum computer တွေကခင်ဗျားတို့ရဲ့ laptop တွေကိုအစားထိုးဖို့အတွက်ဒီဇိုင်းထုတ်တာမဟုတ်ပါဘူးတကယ်တော့စာဒီဇိုင်းလိုအလုပ်မျိုးတွေက classical computer တွေကပုံမထိရောက်နေပါလိမ့်မယ်ဒါပေမဲ့အစအတန်များပြတဲ့အလုပ်တွေကိုတပြိုင်နက်တည်းလှုပ်ဆောင်နိုင်စွမ်းနဲ့အလွန်ရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကတော့သူတို့ကအခုလက်ရှိသုံးနေတဲ့ computer တွေအများကြီးတာပါတယ်ဒီ quantum computer တွေဟာကျွန်တော်တို့ရဲ့ကမ္ဘာကိုတော်လှန်ပြစ်မဲ့ level 3ခုပေါ်ပြပေးပါမယ်ပထမဆုံး simulation discovery classical computer တွေဟာရှုပ်ထွေးတဲ့ molecule တွေလို quantum wall တွေကိုပုံစံတူလှုပ်ဆောင်နိုင်မှုအတွက်ရင်းမြစ်များစွာလိုအပ်ပြီးခံမှန်းချက်တွေကိုပဲအသုံးပြုလို့ရပါတယ်သို့တော့
quantum computer တွေကတော့သူတို့ရဲ့ qubit တွေကိုအသုံးပြုပြီးလေးလာနေတဲ့အမှုန်များရဲ့ quantum ချင်းတွေကိုဓာတ်ရိုက်ကိုစားပြုပေးနိုင်ပါတယ်ဒီလိုမကြုံစဘူးစွမ်းရည်တွေဟာ protein တွေနဲ့ပတ်သက်တဲ့ထိုးထွင်းသိမြင်မှုအသစ်တွေကိုပေးနိုင်ပြီးတော့တသက်မတ်မတ်ယောဂများအတွက်ဆေးဝါးအသစ်များကိုလျင်မြန်စွာတီထွင်နိုင်ခြင်းဖြင့်ဆေးပညာမှာတော်လှန်နိုင်ပါတယ်ဒုတိယတစ်ခု logistic and optimization ဒီစက်တွေရဲ့ပေါင်းစပ်လှုပ်ဆောင်နိုင်တဲ့ပြဿနာများကိုဖြေရှင်းရမှာထိုးကြုံတဲ့ဘန်နာရေးနဲ့ထောက်ပံ့ပို့ဆောင်မှုအတွက်အလွန်ဆွဲဆောင်မှုရှိပါတယ် quantum algorithm တွေကကြီးမားတဲ့ ကွာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုစုစုများကိုအကောင်းဆုံးလှုပ်ဆောင်နိုင်လို့ပို့ဆောင်ရေးလမ်းကြောင်းကနေထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်အထိရှုပ်ထွေးတဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကွင်းဆက်တွေကိုစီမံခန့်ခွဲနိုင်ပါတယ်တတိယတစ်ခုကတော့ cryptographic crossroad အကျော်ကြားဆုံးနဲ့စွန့်စရာကောင်းသောအသုံးချမှုကတော့ RD လုံခြုံရေးကိုပျက်စီးစေနိုင်တဲ့စွမ်းရည်ပါပဲလက်ရှိမှာအင်တာနက်ရဲ့လုံခြုံရေးများစုဟာမဖြတ်လောက်နိုင်တဲ့ကုတ်တွေကောင်မှာမိခိုနေရပါတယ်။ဘာကြောင့်လဲဆိုတော့လောတဲ့ကွန်ပျူတာကိုရိုးကွန်ပျူတာနဲ့တွက်ချက်ဖို့နှစ်ပေါင်းများစွာကြာလို့ပါပဲ။သို့တော့ Shor's algorithm ကိုအသုံးပြုတဲ့အားကောင်းတဲ့ quantum computer တွေကတော့ဒီတင်ချကိုအင်မတန်လျင်မြန်စွာဖြည့်ရှင်းနိုင်ပါတယ်။ကမ္ဘာလုံးဆိုင်ရာကုတ်ဝက်ချင်းကိုချိုးဖျက်ဖို့အတွက်လိုအပ်တဲ့အစွမ်းထက်ဆုံးစက်တွေကိုတီထွင်ဖို့က2030ပြည့်နှစ်လုံးဒါမှမဟုတ်2040ပြည့်နှစ်လုံးလောက်အထိကိုနောက်ထပ်10စုနှစ်တခုဒါမှမဟုတ်ပိုကြာနိုင်သေးပေမဲ့ဒီချင်းချောက်မှုကဒီနေ့မှာပဲ post quantum cryptography ကိုတီထွင်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာပိုင်ဆိုင်မှုကိုဖြစ်စေပါတယ်ဒီနည်းပညာဟာကြီးမားတဲ့အလားအလာတွေရှိနေပေမဲ့အစောပိုင်းဖွံ့ဖြိုးတိုးတက်စေအစ်စ်မှာပဲရှိပါသေးတယ်အဓိကစိန်ခေါ်မှုကတော့ကျွတ်ဆက်မှုပါပဲပေါင်းကျင်ဆိုင်ရာစုညံမှုအသေးငယ်ဆုံးတုံခါမှုဒါမှမဟုတ်အပူတက်ကြတွေဟာ superposition အခြေအနေကိုချက်ချင်းဖြည့်ဆည်းပစ်နိုင်ပါတယ်ဒီစိန်ခေါ်မှုတွေကိုတိုက်ဖြတ်ဖို့အတွက် engineer များဟာအလွန်ကောင်းမွန်တဲ့ပေါင်းကျင်ဆိုင်ရာထိန်းချုပ်မှုများကိုထိန်းသိမ်းကြရပါတယ်ဥပမာ superconducting qubit အချို့ကိုပကတိ3ညနီးပါးအပူချိန်အထိကိုအေးပေးထားရပါတယ်ဒါကနှဆိုင်တဲ့အာကာသတက်တောင်ပို့ပြီးတော့အေးခဲ့တာပါပဲကျွန်တော်တို့ဟာလက်ရှိမှာ NISQ error လို့ခေါ်တဲ့ noisy intermediate scale quantum error မှာရှိနေပါတယ်ဒီခေတ်ကိုအမှားယွင်းများလွယ်တဲ့ cubic 50ကနေပြီးတော့1000ပါတဲ့ဆက်နဲ့သတ်မှတ်ထားပါတယ်ဒီဆက်တွေကအလွန်တိကျတဲ့ပြဿနာများမှာ quantum advantage quantum ရဲ့အားသာချက်ကိုပြနိုင်ပေမဲ့သူတို့ရဲ့အမှားနှုန်းမြင့်မားမှုကြောင့်ဈေးဝါရှာဖွေခြင်းနဲ့ဒါမှမဟုတ်ရင်ကြီးမားတဲ့ဗန်လိုင်းဆိုင်ရာအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ခြင်းလိုမျိုးရှုပ်ထွေးတဲ့တွက်ချက်မှုတွေအတွက်ကိုတော့အဆင်သင့်မဖြစ်သေးပါဘူးနောက်ချက် engineer ဆိုင်ရာကြီးမားတဲ့ဗန်လိုင်းကတော့ fault tolerance လို့ခေါ်တဲ့ချွင်းချက်တွေကိုခံနိုင်ရှိခြင်းကိုရရှိဖို့ပါပဲဆိုလိုတာရုပ်ပိုင်းဆိုင်ရာ qubit ရာပေါင်းများစွာဒါမှမဟုတ်ရင်ထောင်ပေါင်းများစွာကိုစုစည်းပြီးတည်ငြိမ်ပြီးအလုံးလုံးနိုင်တဲ့ logical qubit တွေကိုဖန်တီးဖို့လိုအပ်နေတာပါဝါအကြီးဆုံးပြဿနာများကိုဖြေရှင်းနိုင်မှုခိုင်မာတဲ့အကြီးစား fault tolerance စက်တွေဟာ2030ပြည့်နှစ်အလွန်ဒါမှမဟုတ်2040ပြည့်နှစ်လွန်တဲ့အထိကိုရောက်ရှိလာမှာမဟုတ်ဘူးလို့ကျွမ်းကျင်သူတွေကခန့်မှန်းကြပါတယ်ဒီတူထွင်မှုဟာနည်းပညာပိုင်းဆိုင်ရာအဆင့်မြင့်တင်မှုတစ်ခုမဟုတ်ပါဘူးဒါ paradigm shift လို့ခေါ်တဲ့ပုံစံပြောင်းလဲခြင်းတစ်ခုပါပဲသဘောအောက်ကိုတိကျစွာပုံစံလိုရေးဆွဲဖို့လိုအပ်ချက်တွေကနေမွေးဖွားလာတဲ့ quantum computer တွေဟာလက်ရှိမှာမဖြစ်နိုင်ဘူးလို့ယူဆတာတဲ့ပြဿနာတွေအတွက်ဖြေရှင်းနည်းလမ်းတွေကိုဖွင့်ထုတ်ပေးဖို့ကတိပေးထားပါတယ်ဒါဟာလူသားတွေတွက်ချက်နိုင်တဲ့အတိုင်းအတာတွေကိုပြန်လည်သတ်မှတ်နိုင်ခြင်းရှိပါတယ်ဒီစက်တွေကအထူးပြုကိရိယာတွေလားဒါမှမဟုတ်စစ်မှန်တဲ့တော်လှန်ရေးလားဆိုတာကိုကျွန်တော်တို့မသိရသေးပါဘူးအားလုံးကိုစိုင်းပိုင်းဆုံးနေမိတဲ့ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာရေးခဲ့ပေးကြပါဦးဒီလိုမျိုးသိပ္ပံနဲ့နည်းပညာသတင်းတွေကိုနေ့တိုင်းသိချင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့တောင်းဆိုပါရစေအနာဂတ်အကြောင်းတွေဆက်လက်လေ့လာဖို့အမြဲတမ်းစိုင်းပိုင်းဆုံးမှာရှိနေပေးကြပါဦး